ရွှေစင်ငွေသားများမြင့်မို့လားပမာထားကဗျာလာပါမုန်နီပွဲတော်ရွှေတနင်းသားကြီးရဲ့ဒေသအားတတရာထက်တန်ဖောင်းတော်အိုးစီရီတော်ကြီးရွှေအင်းတော်တနင်းသားကြီးရွာအောင်မှာဒီလိုထားခုလိုမင်္ဂလာတရားပွားများဂုံယူစရာစုပေါင်းလှဆောင်အားလုံးရဲ့စွမ်းဆောင်အားစံတင်ထားလောက်စရာကျွဲလုံးလာများအဖအောင်မင်းခေါင်တန်တာကြီးရဲ့နာရွာရဲ့လမ်းမကြီးကတဲ့ဖို့ပို့ဆောင်ပေးနေဒေသတွင်ရဲ့တောင်နဲ့မြောက်ကိုချိတ်ဆက်လို့ပေးထားအစဉ်ပြေသွားစိတ်ချမ်းသာလို့ပျော်ရွှင်စေမြသိမ့်တဲ့နီးစေရီတော်တောင်စုများပြည့်စေတဲ့ပဲထီဝါနီဓမ္မယုံကြီးရဲ့လဲကွင်းပြင်မှာစိုက်လို့ပြိုထားရွှေရောင်စပါးခင်များဘဲနုချိန်ကမှပြောစရာပြောဆိုစလို့စိတ်မဆိုးတတ်ပါဥပဒခါရောက်လို့လမ်းကြိတ်တော့ရှစ်စုရှင်ပြများရေဝများတွင်တို့ဒေသစာကြီးပင့်ဆောင်ကြွကြည်တော်မူနေပြီရှင်တော်ဥပဒကိုတော်အုတ်တင်ကထိတိုင်အောင်မိရရှေရှုမညီလူကြီးလူငယ်ပျော်ရွှင်များပါမကြံရွာစင်လားလဲလဲပူဇော်ခံညီညာစီလို့တန်လမ်းမတစ်လျှောက်အိမ်များကတာကူမုန်းဒီကျွေးမွေဒါနာကုသိုလ်ယူအားလုံးကချီနူးနေအတန်တော်မဆဲမဟာပဋ္ဌာန်းတော်ရှုဖတ်တရစေအောင်ပွဲစင်တိုင်းအလီလီနှွေးခဲ့ကြပြီရှေ့စင်လာကိုမပဲတို့ရွာထားလိုက်မမေ့ခဲ့ပေဝါဆိုတင်ငက်ကထိန်ခင်းလူတော်စုပေါင်းပါဝင်လူမဲနော်တာရှင်ပြုတ်ကသမီးနာသာမင်္ဂလာလူတော်ပွဲများဝမ်းတော်ကိုင်ပန်းတော်ကိုင်များနဲ့တင်ငန်းရွှက်ကတပိတ်ကိုလွယ်အလူတကာအမအလူတကာကြီးများပြုံးမဲ့မစင်ကဝေစာပြီးပြညီရသူတွေကဝမ်းသာအားရလို့ကခုံကြကျွဲကလာကာလာသားများရဲ့ဒိုးဘတ်အိုစီတန်ဝေအားလုံးရဲ့အောင်ပွဲဆရာတော်ရှင်ပတန်နာများရဲ့တရားတော်နာယူပွဲရေဝဲမကြစေရလိုက်နာတီလို့ပုံယူအေးချမ်းလို့နေတာရေဝဲမကြစေရလိုက်နာတီလို့ပုံယူအေးချမ်းလို့နေတာ